ပါရှင်ဒါကတော့ဘုရားပန်းလေးထုံးလို့ဖြစ်ပါတယ်ဘုရားပန်းလေးထုံးလို့ပါပေါ့နော်ဒါလေးနဲ့ထုံးလို့ပါဒီမှာပါရှင်ဒါလေးတွေနဲ့ထုံးလို့ပါဒါလေးတွေနဲ့ထုံးလို့ပါပဒိန်ငါပေါ့နော်ပဒိန်ငါအဖြူလေးရယ်ပဒိန်အဖြူလေးရယ်စေပန်းလေးတွေပါရှင်ပဒိန်အဖြူလေးရယ်ပဒိန်ပီရာလေးရယ်ကျေပန်းလေးတွေရယ်ကနမအဖြူလေးရယ်ကျူးလစ်လေးတွေပေါ့နော်လီလီပန်းလေးတွေဒါကဖျားပင့်လာပေါ့နော်ဖျားပင့်လာတဲ့ဖျားကဒီနောက်မှာထားမှာဖြစ်တယ်အဲ့တော့ကျမကဒီနှစ်ဖက်မှာအဝိုက်လိုက်ကလေးပေါ့နော်ဒါအစင်သင်းဖြစ်နေပါပြီဒီဘက်မှာပါးဆောက်ပုံလေးပေါ့နော်ပါးဆောက်ပုံလေးဒီဟာ OA6 ကိုမှာခွက်လေးတွေကိုထည့်ထားပါပေါ့နော်ကျမ OA6 ကိုလည်းပြပေးပါမယ်ရှင်ခဏလေးပါ OA6 ကလေးကိုပြပေးပါမယ်ပေါ့နော်ဒါကတော့ဖော့ဆိုလို့ခေါ်တယ်ကျမတို့ကတော့ OA6 လို့ခေါ်တာပေါ့နော်ဒီတစ်ဖာမှာသူကအတုံး20ပါတယ်အတုံး20ပါတယ်သူကတော့တုံး20ကို8000လောက်ရှိရပေါ့နော်ဈေးတော့နည်းနည်းများတယ်သူကဒီလိုမျိုးတုံး20ပါတယ်ဒါရေမစိမ်ရသေးဘူးပေါ့နော်ရေမစိမ်ရသေးဘူးဒီလိုမျိုးလေးရှိပါတယ်ဒါ6တာပေါ့နော်ရေတဲကိုစိမ်တဲ့ခါကျရင်ကျမဆိုတာရေစိမ်တဲ့အချိန်မှာမပြလိုက်ရဘူးပေါ့နော်ရေတဲကိုစိမ်တဲ့ခါကျရင်ကျမပြောပြမယ်ပေါ့နော်ဒီဟာလေးကိုဒီလိုလက်နဲ့မဖိချအောင်ဒီဟာရေပေါ့နော်ဒီဟာရေထည့်ထားတယ်ဒီမှာဖော်တုံးလေးကိုဒီတိုင်းလေးပဲတင်လိုက်ရတာရေပေါ့ဒီတိုင်းဖော်တုံးလေးကိုအဲ့ဒီ Oasis စိန်ကြီးကအရန်ရေးကြီးပါတယ်ရှင်အဲ့ဒါလေခိုဝိုင်းရင်စိန်လို့မရတော့ဘူးပေါ့နော်ဒါကကျမပြထားမယ်ဒီအောက်ကရေဆိုရင် Oasis ကလေးကိုဒီတိုင်းပဲရေပေါ်ကိုတင်လိုက်ရတာပါသူ့ဟာသူရေကကိုကလက်နဲ့ဖိစရာမလိုဖိလိုက်ရင်မှားသွားရပေါ့နော်သူကဒီလိုလေးရေကနှိမ့်ဝင်သွားတယ်သူ့ဘာသူနှိမ့်ဝင်သွားတယ်သူ့ဘာသူနှိမ့်ဝင်သွားတယ်ဆိုရင်ဒါလေးအကုန်မြုပ်သွားပြီဆိုရင်ဒါရေပြည့်သွားပြီပေါ့နော်ရေပြည့်သွားပြီဆိုရင်သူကလေးနေပေါ့နော်ဒါမျိုးလေးရပါတယ်ဒါကျမတို့ရေပြည့်ပါပြီရှင်